ဒါထပ်မောင်ကိုင်ဘက်ကိုသွားတဲ့လမ်းလေးပါကျွန်တော်သွားတက်မဲ့တောင်လေးကအခုမျှပြထားတဲ့နေရာလေးဖြစ်ပါတယ်ဒါလမ်းတစ်ဖက်တစ်ချက်မှာတွေ့ရတဲ့ရှုခင်းလေးဖြစ်ပါတယ်နော်ဒီမှာထပ်မောင်ကိုင်ဆိုပြီးတော့ရေးထားပါတယ်အပြည့်နေ့ညနေပိုင်းလေးကိုကျွန်တော်ဒီထပ်မောင်ကိုင်တောင်ကိုတက်ကြည့်မှာဖြစ်ပါတယ်ဒီမှာနော်ကျွန်တော်ရဲ့ရွှေဝါလေးနဲ့ဒီထပ်မွန်ကိုင်တောင်ကိုရသလောက်ကျွန်တော်တက်ကြည့်ပါမယ်အချိန်အဖြစ်တော့အခုကတော့9နာရီ9မိနစ်ပါနော်9နာရီ9မိနစ်ပြန်လာစင်တာနဲ့9နာရီ10မိနစ်စတက်တယ်နော်9နာရီ10မိနစ်စတက်တယ်လို့ပဲမှတ်လိုက်ပါ elevation ကတော့8နာ elevation က827 grade က 5.1 လို့ပဲပြပါတယ်ဒီမှာပြတ်ထားတော့ပေါ့နော်ခဏနေရင်တော့ဘယ်လောက်ပြမှန်းမသိဘူးတော့တောင်အတက်ဖြစ်တဲ့အတွက်ဗီဒီယိုကတော့တိတ်မမြင်ပါဘူးเนาะဗီဒီယိုမမြင်တဲ့အတွက်တက်ခံပြီးတော့ကြည့်ရှုပေးပါကျွန်တော်အိမ်ကထွက်တော့ heart rate sensor ကျွန်တော်ယူခဲ့တယ်ပေါ့เนาะ test drop ဒါပေမဲ့အဲ့ဒီ heart rate sensor ကဘက်ထရီအားကုန်တာလားဒါမှမဟုတ် bluetooth မချိတ်မိတာလားတေချာတာတော့ဘက်ထရီအားကုန်တာပါအဲအကြောင်းကျွန်တော် heart rate sensor ကိုကျွန်တော် record လုပ်မလုပ်ခဲ့မိပါဘူးเนาะဒီဗီဒီယိုကိုကျွန်တော်ဖြတ်ချင်းတောက်ချင်းမရှိဘဲနဲ့ကျွန်တော်ဒီထပ်မွန်ကိုင် view point ရောက်တဲ့အထိဒါ break ထဲရိုက်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ် downhill မှာတော့ပို့ပြီးတော့ညင်နေပေါ့နော်ဒါကတော့အခုအတန်သွင်းနေရတော့ကျွန်တော် voice over နဲ့ပြန်ပြီးသွင်းတာပါဒီအတန်ကလွယ်ပြီးဒီဗီဒီယိုကတော့ကျွန်တော်ကြားထဲမှာဖြတ်ချင်းတောက်ချင်းမရှိပါဘူးเนาะတောက်လျှောက်ရိုက်ထားတဲ့အခါမှာဒီတောင်တက်တဲ့နေရာမှာဗီဒီယိုမငြိမ်တာလေးတခုတော့ရှိပါတယ်เนาะတောက်လျှောက်ကြည့်ရှုအားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗီဒီယိုမငြိမ်လို့မျက်စိအဆင်မပြေတာရှိခဲ့ရင်လည်းခွင့်လွှတ်ပါလို့view point ရောက်တဲ့အထိကျွန်တော်နေတဲ့အခါအချိန်က14မိနစ်ကြာပါတယ်ဒီကနေအတက်ကလေးကသူကဒီလိုတဖြည်းဖြည်းချင်းမှတ်သွားတာပေါ့နော်အတက်တွေပဲလို့ပြောလို့ရပါတယ်ကျွန်တော်ဒီတောင်ကိုကြိုက်တဲ့အချက်ကတော့သူကမြို့နယ်လည်းတိတ်မဝေးဘူးပေါ့နော်ပြီးတော့အချိန်တိုအတွင်းမှာတက်လို့ဆင်းလို့ပြီးသွားတယ်တနာရီဝန်းကျင်လောက်နဲ့ဒီချိန်ကလေးကိုပြီးရပေါ့နော်ဒါပေမဲ့လို့အတက်ကကြတော့သူကပုံမှန်ထက်ကိုသူကမှတ်တဲ့တယ်ပါပါတယ်downhill မှာလည်းတော်တော်လေးစီးလို့ကောင်းတယ်တွေ့ရပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီတောင်ကြိုက်ချင်းဖြစ်တယ်နော်အရင်လည်းမဝေးဘူးနော်အရင်ကျွန်တော်တက်တဲ့တစ်ခေါက်တော့ heart rate sensor ကျွန်တော်ကြည့်တော့ဒီနေရာဆို160 165အဲ့လောက်ထိတက်ပါတယ်ဗီဒီယိုကအပေါ်စီးကနေပြီးတော့ရိုက်ထားတဲ့အတွက်သူကတောင်ကတိတ်မမြင့်အောင်လို့ထင်တယ်ပြင်မှာတော့ဒီထက်ပိုပြီးတော့မှတ်ပါတယ်
ဗီဒီယိုအမြင်ကြောင့်နည်းနည်းပြေတယ်အောင်ထင်ရတယ်ပေါ့နော်ကျွန်တော်ဗီဒီယိုကတော့ကျွန်တော်လေဘင်းမှာတက်ထားတဲ့ bracket လေးနဲ့ကျွန်တော်ရိုက်ချင်းဖြစ်ပါတယ်နော်ပေါ်စီကနေဖြစ်နေတဲ့အတွက်တိတ်မမှတ်ဘူးလို့ထင်ရတော့ပါတကယ်တော့အပြင်မှာဒီနေရာတွေကမှတ်ပါတယ်ဒါတွေကအတက်တည်ပဲပေါ့နော်အဲဒါကြောင့်မောလဲမောပါတယ် heart rate နဲ့ဆိုရင်လည်းခုနကကျွန်တော်ပြောသလိုပါပဲเนาะ160အထက်မှာရှိပါတယ်
哎呀，哎，小人们。哎呀！哎呀，哎呀，哎，哎呀，哎呀。တကယ်တော့ကျွန်တော်ရဲ့ပန်းတိုင်ကဒီ view point မှာနားဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ view point မှာအတွဲတွေရှိနေတယ်။ကျွန်တော်ကြောင့်အနှောက်အယှက်ဖြစ်မှာစိုးလို့ဆိုပြီးတော့ကျွန်တော်ဒီမှာမနားပါဘူး။ရှေ့နားကဒီတောင်ထိပ်ဘုံကျောင်းကိုကျွန်တော်ဆက်သွားလိုက်ပါတယ်။တကယ်တော့ဒါကကျွန်တော် voice over ပေါ့နော်။အတန်နောက်ခံအတန်တွင်းထားတာပါတကယ်တော့တော်တော်မောနေပါပြီဒီမှာစကားပြောဖို့အဆင်မပြေပါဘူးเนาะဘုန်းကြီးကျောင်းကိုတော့အများကြီးမသွားရတော့ဒါလမ်းပြပြလေးဖြစ်သွားပြီရှေ့ဆိုလို့ရှေ့နာဆိုရောက်ပါပြီဒီနေရာထိကိုကျွန်တော်ခြေတော့မြေကိုမချပဲနဲ့တောက်လျှောက် non stop တက်လာတာပဲဖြစ်ပါတယ်အရင်ကကျွန်တော်မတက်နိုင်ပါဘူးလမ်းမှာ2နေရာ3နေရာတစ်ခါ4နေရာနားရပါတယ်နောက်ပိုင်းတက်တဲ့အလေးကျင့်လည်းဖြစ်လာတယ်ကျွန်တော်အတော့စားလည်းတိတ်မရှိတဲ့အတွက်အခုလိုတက်နိုင်တာပဲဖြစ်ပါတယ်ရှေ့နာတော့ဒါဘုန်းကြီးကျောင်းရောက်ဖို့အတွက်ဆိုတော့လမ်းပြပြလေးဖြစ်သွားပြီပေါ့နော်
ရှေ့နားလေးဆိုရင်ဒါဘုံကြောင်ရောက်ပါပြီဒါတောင်ထိပ်ပါပဲเนาะကျွန်တော်အဲ့ဒီထိသွားတော့ပါဘူးဒီနေ့လာပြင်းနေဖြစ်တဲ့အတွက်လူတွေလည်းရှိမှာဆိုတော့ကျွန်တော်ကြောင့်နောက်ဆက်ဖြစ်မှာဆိုလို့ Yes အောင်မြင်ပါပြီ Yeah နားပါရ Yeah Yeah ကျေးဇူးတင်ပါတယ်ပြန်လိုက်ပါအောင်no ရပြီအဲ့လောက်ဆိုရပြီအဲ့လောက်ဆိုရပြီဟိုတစ်ခေါက်အစင်းပါခွေးမှမရှိပါဘူးဒီတစ်ခေါက်တော့သူတို့ဒီနေ့လာပြည့်နေ့အလှရှိလို့ထင်ပါတယ်ခွေးရလဲအမဲရောင်နေကြီးပဲတောင်းဟေးလေးပြကြင်လို့ဒီဘက်ကိုဟိုဘက်အတက်ကြီးကပဲပြန်ဆင်းမယ်ဆိုလို့ရှိရင်ပြင်းစရာကြီး
ဒီနေ့ကဒေါင်းဟေးလေးကတော်တော်လေးပြေတယ်ဆိုတာထက်ကိုသူကနည်းနည်းလေးပို့ပြီးတော့မှတ်တယ်ပေါ့နော်စောင်းဝင်လာတော့နေဝင်စောတယ်9:46ရှုခင်းလေးရဒီလိုလေးပါနော်ဒါကျွန်တော် level မှာချိန်ထားလို့ရိုက်လို့ရတာအစင်းရတော့ဒီလိုလေးရှိပါတယ်အတက်ဆိုလည်းတော်တော်မှတ်ပါတာဒီနေရာလေခုနတက်တော့ကျွန်တော်ဟိုဘက်လမ်းတက်တာပါသူလမ်းသူတက်တာဒါကတော့အောင်ဒုက္ခတော်ရကြောင်းနဲ့ဒါမြို့ဆောင်လမ်းကိုပြန်ထွက်တာပါနော်အခုကတော့အိမ်ပြန်ကြီးချိုးပါမယ်တနေ့တာအားစားလုပ်လို့ပြီးပါမယ်ဒီနေ့တော့အောင်မြင်ပါတယ်ရိုက်ကူးတဲ့အနေထားလဲကြိုက်ပါတယ်အောင်မြင်မြင်နဲ့ပြန်ဆင်းလာနိုင်ပါပြီဒီရှူအပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်နောက်ဗီဒီယိုများမှပြန်တွေ့ပါမယ်เนาะဒီနေ့ဒါအားကစားလုပ်တဲ့အစီအစဉ်ဒီမှာပြီးပါပြီเนาะ